အဲ့တရားပေါ်ကကားလဲရှုပ်တဲ့တော့တရားထွက်တဲ့ထွက်မှာတော့စုပွဲသွားပြီပေါ့ကျွန်တော်ကတော့ဘာလို့လဲဆိုဦးလေးကိုပဲကြည်တာဖြစ်တဲ့တော့ဦးလေးရဲ့နောက်ကနေပြီးတော့လိုက်ဟိုက်ရှင်မှာတော့ဦးလေးကျွန်တော်က location လဲမဖွင့်ဘူးသူတို့နောက်လိုက်တာဖြစ်တဲ့တော့ဒီတရားပေါ်မှာလူစုကွဲသွားတယ်ပေါ့နော်လူစုကွဲသွားတော့ကျွန်တော်လည်းဒီတဲ့လူတွေလိုက်ပြီအဲ့လိုပဲလိုက်ရတော့ပေါ့နော်ဦးလေးကတော့ဟိုမှာကိုယ်ချေအိတ်တယ်နော်ဒီစိတ်တဲ့အိတ်တယ်ကိုကတော့လေရင်ကွင်းကိုတွားပြီးကျန်တဲ့ဖွဲကတော့ပြီးရောက်သွားလဲမသိဘူးပေါ့နော်ဒီမှာတော့ကျွန်တော်တို့6စီးလောက်ပါတယ်ရှေ့မှာလည်းပါတယ်ဖြစ်တဲ့တော့တရားကြော်မှာလည်းကားချက်တယ်ဒီလမ်းတီးတဲ့လူတွေအတွက်တော့ကိစ္စမရှိဘူးကွာလမ်းမတီးတဲ့လူတွေတကယ်လို့ကားချက်တယ်ဆိုလို့ရှိရင်ဒီကားချတဲ့တိုးရတာကတစ်မျိုးပြီးရင်ကိုယ့်ရဲ့လူပျောက်သွားမှကြောက်လို့မိအောင်မောင်းရတာတစ်မျိုးပေါ့။ဘာလို့ဘိန်းကြီးဆိုတော့ကွာဒီကားချက်လို့ရှိရင်တော့ဟုတ်တယ်ဖြည်းဖြည်းပဲမောင်းတယ်တကယ်လို့ကားချက်လို့လွတ်သွားပြီဆိုရင်သူ့ရဲ့ရှင်ကအရန်မြန်တဲ့တော့နောက်ကလိုက်ရတာမနေ့လိုက်ယူရတယ်ပေါ့ဒီပါကြတော့မြန်မာပြည်လိုဖြည်းဖြည်းလဲမောင်းလို့မရဘူးကွာဒီမှာဖြည်းဖြည်းမောင်းရင်တော့နောက်ကကောင်ကတိုက်ဖို့ပဲရှိတော့ကားနဲ့သူ့အချိန်နဲ့သူမောင်းပေးရတယ်ဒီနိုင်ငံမှာကြတော့မြန်မာပြည်မှာဆိုရင်တော့ဘယ်လိုပြောရမလဲကိုယ့်အချိန်နဲ့သူမောင်းလဲကိစ္စမရှိဘူးကွာဒီမှာတော့သူ့အချိန်နဲ့သူမောင်းရတယ်မောင်းလို့မရဘူးဒါကတော့ဘာသာဝမျိုးတဲ့ဟိုပေါ့မျိုးတဲ့ဟိုဖြတ်ပြီးတော့လေဝင်းကိုတွားနေတာသူကလေရင်ကွင်းကပြည်နားမှာဘယ်နှခုရှိတယ်တော့မသိဘူးပေါ့နော်ဒါကတော့ဘာသာဝထဲကလေရင်ကွင်းရောက်ပြီပေါ့ဟိုးဘာမှနည်းနည်းဝေးတယ်လေရင်ကွင်းကအထဲကြောင်းတော့ကျွန်တော်လုံးမဝင်တော့ဘူးဒီမှာတပ်ပုံရိုက်မယ်တပ်ပုံရိုက်ပြီးလို့ရှိရင်လူလဲကွဲတော့တာဖြစ်တဲ့အတွက်ကျွန်တော်လည်းပပရှောက်ကြည့်မယ်ပေါ့အဓိကတရားကြီးကိုတွေကဒီမှာရောက်ဘူးကြတာဖြစ်တဲ့အတွက်ကျွန်တော်ပဲလိုက်ပို့တာဆိုတော့ကျွန်တော်ပို့ရင်ရပြီဟိုညီကိုတွေကိုတော့ဖုံးဆက်ထားတယ်သူတို့ကဟိုတရားအောင်မှာစောင့်ကြမယ်ပေါ့အဲ့မှာလူဒီနဲ့စကားပြောလင်ကွင်းပြောပြနေပါတော့ဒါအခုကတော့လင်ကအခုမှတတ်သွားတာဖြစ်တဲ့အတွက်လင်မရှိတော့ပါဘူးဟိုမှာမလေးကောင်ကခါကြောင်လို့အောက်မှာရှယ်ထိုင်နေတယ်ကျွန်တော်လည်းဒီမှာတပ်ပုံခဏရိုက်မယ်ပေါ့တပ်ပုံရိုက်ပြီးရင်တော့ဆက်လစ်မယ်ဒါမှတ်တရတွေအရင်ကကျွန်တော်ကစုံကိုင်းပတ္တနီမှာနေခဲ့ပူးပေမဲ့ဒီဘက်တွေကိုတော့တိတ်ပြီးတော့မရောက်ဘူးကိုကတော့ပထမဆုံးတစ်ခေါက်လို့ပြောလို့ရတယ်ကျွန်တော် KN ကနေလာတာပထမဆုံးတစ်ခေါက်ပေါ့အရင်ကစုံကိုင်းပတ္တနီမှာနေတယ်ဆိုရင်ကျွန်တော်ကပြည်နံဖုံရင်ချောင်းလို့ပြီးရင်ကန်းချီလို့ပြီးရင်တရုတ်ချောင်းတည်မလားဟိုကိုရင်မဲတော့ရှိတဲ့အဲ့ဒါတွေလောက်ပဲတွားတာကွာပြည်နံတောင်ပေါ်တော့မှကျွန်တော်မတက်ဘူးဘာလို့ကျွန်တော်တို့ကလိုမျိုးပွဲတော်ရက်တွေရှိတဲ့ချိန်တွေပဲခရီးထွက်တာများတော့လေပြောမှပြည်နံတောင်တွေပါပဲမတက်ဘူးကွာပွဲတော်ရက်ဆိုရင်လည်းတန်းစီရတာရှုပ်တယ်တော့ကိုကတော့ဆိုင်ငယ်နဲ့တက်ကိုလဲလာတာဆိုတော့အေးဆေးပဲဒီမှာကျော်လို့တပ်ပုံရိုက်ပြီးတဲ့အတွက်စပြီးတော့ထွက်မယ်ဆောင်းနာတရားအောက်ကိုပဲပေါ့နော်တရားအောက်ကိုထွက်မယ်ဒီတရားကနေပြီးတော့ညာဘက်ကိုပတ်လိုက်လို့ရှိရင်ကွာအဲမှာအရန်လှတယ်သူကလေအေးလေးတွေတိုက်တယ်ပြီးရင်ပြည်နန်းကြတော့ကျော်လို့ KN နဲ့မတူ KN ကဒီကနေဟိုင်းလန်းနေပါလေဆိုလို့ရှိရင်ကွာတောင်နေကြည့်ပဲဒီလားစမ်းကြောင်းတော့ရှိရကွာတကယ်လို့ပုဒ်စင်နေပဲပင်လေဘက်တွားမယ်ဆိုလဲပင်လေကြည့်ပဲဒီလိုမျိုးဘယ်လိုပြောမလဲတောင်နေပါမရှိဘူးကွာဒီဘီနဲ့မှကျော်လို့မဟုတ်ဘူးသူတောင်နေနဲ့ပင်လေတွေကရောနေပြန်လာတယ်အမှဒီပါဆိုလို့ရှိရင်တောင်တက်ရှင်လို့ရှိရင်ကနေဟိုင်းလန်းတော့ကမ္ဘောဟိုင်းလန်းဆိုရင်တော့ဝေးသွားပြီကွာ KN နဲ့ကနေဟိုင်းလန်းတော့ဒီဂျပန်ပဲလေးလို့ဒီဖြစ်တီးရွာတော့အဲ့မှာဆိုင်ငယ်နဲ့တောင်တက်လို့ရတယ်ဟိုက်လို့ရတယ်အဲ့လိုမျိုးမဟိုက်ရှိဘူးပင်လယ်သွားခြင်းလဲဆိုရင်တော့ပုဒ်စင်အနည်းဆုံးပေါ့ကျွန်တော်လို့ဆိုလို့ရှိရင်တော့ပုဒ်စင်တွားတာများတယ်ညဘက်ဆိုလည်းအများအားဟိုက်တယ်ပြည်တန်းမှာကျွန်တော်အဲ့လိုမျိုးမဟုတ်ဘူးသူကဒီကျွန်းနေကွာတောင်နေနဲ့ပ
ပင်လယ်နဲ့ဆက်နေရဖြစ်တဲ့တော့တခါတည်းနဲ့အကုန်ကြောက်တယ်အရင်မှတ်ရင်အဲ့ဒါတစ်ခေါက်ထဲနဲ့နှစ်နေရာရောက်တယ်ကွာတစ်ခေါက်တစ်ခါသွားစရာမလိုအဲ့နေရာမှာတော့ကျွန်တော်ဗီဒီယိုရိုက်ခဲ့ဖို့ဘယ်လိုပြောရမလဲကင်မရာအားကုန်သွားတဲ့အတွက်မရိုက်ခဲ့ရဘူးခုကတော့အဲ့နေရာကနေပြီးပြန်လာပြီပေါ့ပြန်လာပြီးတော့ဒါဘီနန်တတာအပြန်လန်းတော့ဒီဟာတတာအတစ်တတာတစ်ဟိုဘက်လမ်းမှာပေးမောင်းဒီဆိုင်ကလန်းတတာထတာပေးတယ်ဟိုဘက်လမ်းမှာတမောင်းလို့ရဘူးပေါ့တကယ်လို့တမောင်းလို့ရှိရင်ရဲတွေပါတွေ့တယ်ဆိုရင်တော့စမှန်ရိုက်နေပေါ့တန်ရိုက်နေတယ်လို့အရာမိုက်တယ်တော့လူတို့စောက်တာတရားတစ်ခုပြီးဖို့ရည်ကိုနည်းစောက်ရမယ်ကျော်လို့ဒီကနေပြီးတော့ပြီးသွားမလဲဆိုတော့နောက်ထပ်တနေရာကဒီကျွန်းပုံစံ